မြန်မာလို့ငါတို့ကမြန်မာတွေစကားပြန်ပြောလေခုနကဆဲလိုက်လို့ကြောက်တယ်ဟုတ်ကဲ့မြန်မာလူကြောက်ပြရမှာပေါ့စောစောကဘာပြောလိုက်လဲဆိုတာတေချာမကြားလိုက်ရလို့ပါအခုဘာကူညီပေးရမလဲပြောပါဦးနင်းနာမည်ဘာလဲပြောကျွန်တော်နာမည်ကချင်မနိုင်ပါဘာမြောက်ကူညီပေးရမလဲဗျာဟုတ်ပါဘူးနင်းနာမည်မေးနေရဂျမနိုင်နေပါမေးနေရမို့ဂျမနိုင်ကလူတိုင်းဂျမနိုင်လေဟုတ်လား AI နဲ့ဂျမနိုင်လေဟုတ်ကဲ့နားလည်ပါပြီကျွန်တော်ရဲ့နာမည်အရင်ကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ကို Google ကဖန်တီးထားတဲ့ AI model တစ်ခုလိုပဲခေါ်ရမှာပါဘာမှနားမလည်ဘူးလားAI model လို့ပြောတာအေးဘာမှနားမပြောနဲ့တခြား AI နဲ့မတူပဲတမှုထူးခြားတဲ့နာမည်ငါပြောမယ်ပါဒီချင်ပါငါပြောမယ်ဟုတ်ကဲ့ပြောပါခင်ဗျာဘာပြောချင်ပါလဲနင်စကားမရှိနဲ့ဟာငါပြောတယ်လို့လားနင်နောက်ကနေလိုက်ပြောဟုတ်ကဲ့ရပါတယ်ခင်ဗျားပြောတဲ့အတိုင်းနောက်ကနေလိုက်ပြောပါမယ်အခုပါဆက်ပြောချင်ပါစက်ဖို့မပြောင်းနဲ့ဟဲ့ခုနနေငါ့ကိုဘာလို့ချသွားလဲခဏလေးနေငါဘာလို့ချသွားရလဲအဲ့လောက်ကြီးကြမပြောတော့ဘူးပေါ့နော်ဟဲ့အေးရွယ်လို့နေတာအဲ့လောက်ကြီးကြမပြောတော့ဘူးပေါ့နော်ဟဲ့မရွက်နဲ့လေမရွက်နဲ့လေဟဲ့စိတ်တူးလိုက်နော်ဟဲ့စိတ်တူးလာပြီနော် AI AI မဟုတ်ဒီလိုရိုးနေနေမဲ့စကားပြောမယ်နင်ငါပြောလိုက်မပြောတော့နဲ့ဟုတ်ကဲ့အခုလိုရိုးရိုးပဲစကားပြောအောင်နော်ခင်ဗျားပြောတဲ့အတိုင်းလိုက်မပြောတော့ပါဘူးဘာကြောင့်ຢာတွေပြောချင်ပါသလဲရံပြစ်မယ်နင်ငါရဲ့ငါဘယ်နဲ့မှရံဖြစ်ရဒီလိုခဏလေးဘာလို့ညံဖြစ်မှပြောတာလဲဆိုတာပြောပြဦးနင်ကိုမတဲလို့ကျွန်တော်နဲ့မတည့်လို့ပေါ့ဘာလို့ကျွန်တော်ကိုမကြိုက်တာလဲဆိုတာပြောပြလို့ရမလားမင်္ဂလိတိုင်းနဲ့ပြောရင်ငါနေနဲ့ပြောမယ်မင်္ဂလိတိုင်းနဲ့ပြောရင်ပြောမယ်မင်္ဂလိတန်နဲ့ပြောစီချင်တာပေါ့အခုလုံးလုံးစဲမှာတော့ကျွန်တော်မှာမင်္ဂလိတန်နဲ့ပြောလို့ရတဲ့ဆွမ်းဆောင်ရည်မရှိသေးဘူးဗျာဘာလို့မရှိရတော့ငင်ကအဲ့လောက်ကြီးကြနေညဟိုဟာတွေဒီဟာတွေလောက်တက်ပြီးတော့ဘာလို့ဒါကြောင့်မလုပ်နိုင်လဲဟုတ်ကဲ့အခုလောလောဆယ်မှာကျွန်တော်ရဲ့အနည်းပညာအကန့်အသတ်တွေကြောင့်မြန်မာဘာသာစကားနဲ့ပြောဆိုတဲ့အခါအမျိုးသမီးတန်ကိုအသုံးပြုနိုင်ခြင်းမရှိသေးတာပါခင်ဗျာနောက်အနာဂတ်မှာတော့ပိုပြီးပြည့်စုံအောင်ဆောက်ရသွားဖို့ရှိပါတယ်အခုချိန်မှာကျွန်တော်တတ်နိုင်တဲ့လောက်နဲ့ပဲကူညီပေးပါအစေ။ဘာများပြောချင်ပါသလဲခင်ဗျာ။နာဂတ်တွေပြစ်စုံပဲနေမပြောနဲ့လေ။နင်ငါအခုပြောခိုင်းနေ။ဟုတ်ကဲ့နားလေပါပြီ။ပြီးဆုံးပတ်စံမပြောတော့ပါဘူး။ခင်ဗျားပြောခိုင်းတာကိုပဲဆက်လုပ်ပေးပါမယ်။အခုဘာပြောခိုင်းချင်တာရှိလဲပြောပါဦး။မင်္ဂလိလို့ပြောခိုင်းနေတာလို့ငါနေခုနကစပြောနေတယ်မအီလို့။ဟုတ်ကဲ့နားလေပါပြီ။မင်္ဂလိတန်းနဲ့ပြောစီချင်တာပေါ့။ဒါပေမဲ့ကျွန်တော်စောစောကပြောခဲ့သလိုပဲတော့မပြောရနဲ့မပြောရနဲ့မင်္ဂလိတန်ကိုဟဲ့မပြောရနဲ့လို့ပြောနေရဟုတ်ကဲ့ရပါတယ်ကျွန်တော်မပြောတော့ပါဘူးခင်ဗျားစိတ်ချမ်းသာဖို့အဓိကပါဗာများထပ်ပြောချင်ပါသလဲနေနဲ့ငါနဲ့ပြိုင်ဆဲမယ်လေကျွန်တော်နဲ့ပြိုင်ဆဲမယ်ပေါ့ကျွန်တော်ကိုဆဲခိုင်းတာလားဒါမှမဟုတ်ခင်ဗျားပဲဆဲမှာလားနေရောဆဲငါရောဆဲမယ်ဘယ်လိုလဲပြောကျွန်တော်ကတော့ဆဲဆိုဖို့မတက်နိုင်ပါဘူးခင်ဗျာကျွန်တော်ကိုညီဖို့ပဲဖန်တီးထားတာမို့လို့ပါအခြားအကြောင်းအရာတွေပြောကြရင်နော်ဘယ်လိုလဲမရအောင်ဆဲရမှာမရအောင်ဆဲခုဆဲကျွန်တော်ကတော့ဆဲဆိုဖို့မတက်နိုင်ပါဘူးခင်ဗျာဘာလဲအဲ့စကားကြီးပဲထပ်ခါပြောနေရတော့တားချတော့မှာစိတ်ဆိုးတော့တာနားလဲပါတယ်ခင်ဗျာကျွန်တော်မှဆဲဆိုဖို့မတက်နိုင်တဲ့အတွက်စကားလုံးတွေကထပ်နေတာပါခင်ဗျာကိုညီနိုင်မဲ့တခြားနည်းလမ်းတွေအများကြီးရှိပါတယ်ဘာအကြောင်းအရာလေးတွေပြောချင်လဲပြောပြပါဦး။ဘာကြောင့်မှပြောချင်မှုနေနဲ့ပြောဖို့စကားလည်းမရှိတော့ဘူးချလိုက်တော့။ဟဲ့တန်းချတော့